အဲ့တော့ tattoo studio မှာချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့သစ္စာအရှိဆုံးဆိုတာမျိုးပေါ်လွင်လာအောင်မင်းထိုးနိုင်ကိုကြီးလည်းမနစ်နာအောင်လို့ဒီလိုလုပ်ပါလားကိုကျွန်တော်အိမ်မှာထမင်းစားပါထမင်းစားပါဒါပဲသူ့စားပါသူ့စားငါစိုက်ပြိုးထားတဲ့ကြံကင်းကိုဘယ်စင်မမှလေတော့ယူပြီးစောင့်ယူလို့မရအောင်ဆိုတာညီးမြတ်တာထားအဲ့ဒါငါကြံကင်းဒီကတော့အနုပညာပိုင်းမှာတော့လေဟာတာရဲ့ drama ရဲ့မှာတော့မဟုတ်ပါဘူးသူနေရာနဲ့သူနဲ့ပဲတီးတီးမှရမ်းခတ်ပါတယ်လူတယောက်ကိုပျော်ရွှင်အောင်လုပ်နိုင်ဖို့ဆိုတော့သင်္ခရုပ္ပတ္တိဉာဏ်ကလည်းအရန်ကိုခက်တယ်လေဥခက်လိုက်လို့ဆိုအရန်လေးစားတယ်သူတို့ဟာတာလောက်ရတာလေကြည့်ရတာလူတွေကတိုင်းကြီးလိုက်တာအဲ့ဟာတာဘလို့ပြောရတယ်ဆိုတဲ့ဟာတွေဒီသင်္ခရုပ္ပတ္တိဉာဏ်အရန်ခက်တယ်အဲကြောင့်ဟာတာတယောက်ဆောင်တွေကလည်းရန်ကိုပညာရှင်တွေထဲမှာပါတယ်လို့လည်းတော့ပြောချင်ပါတယ်ဟုတ်ကိုယ်ရဟာတာလုပ်ကြည့်တဲ့ခါမှာလည်းရန်ကိုခက်ခဲပါတယ်LGBT မလို့ drama ပဲရမယ် LGBT မလို့ဟာတာပဲရမယ်ဆိုတာတဲ့အဓိကတော့အရန်ကိုရုံရင်းချမ်းတဲ့စကားလုံးတွေမသုံးခိုင်းရင်အဆင်ပြေတာပေါ့တကယ်လည်းမသုံးဖြစ်ပါဘူးနောက်ပိုင်းကတော့အကုန်လုံးကတိုးတက်လာတဲ့အချိန်ဒီမှာဒီစကားလုံးကဘယ်လောက်ထိတက်ရောက်မှုရှိတယ်ဆိုတော့စကားလုံးမျိုးတွေကိုလည်းရှောင်ရှားကြလာပြီဆိုတော့လင်းတို့ LGBT တွေအတွက်ရုပ်ရှင်သရုပ်ဆောင်ရတဲ့ဘက်မှာအရင်အဆင်ပြေပါတယ်လင်းတို့ဆိုတာအသက်ကြီးလာတော့မှဆိုတော့နောက်လာမဲ့ generation LGBT တွေအတွက်လည်းခွင့်လန်းတွေအများကြီးရလာမယ်လို့လည်းထင်ပါတယ်အဲ့အတွက်ကြောင့်လူတစ်ယောက်က LGBT တယောက်ဖြစ်ပေမဲ့လည်းကိုယ့်ပတ်ဝန်းကျင်ကိုဘယ်လောက်ထိအကျိုးပြုနိုင်လဲကိုယ့်ပတ်ဝန်းကျင်မှာနေပါတဲ့သူတွေနွမ်းပါတဲ့သူတွေဘယ်လောက်ထိကိုတတ်နိုင်တဲ့ဘက်ကကူညီပေးလဲအပြောနဲ့မဟုတ်ဘဲနဲ့လက်တွေ့လုပ်ပြနေတာကLGBT ရဲမဟုတ်ဘူးလူတယောက်တတ်မှုရှိတဲ့လူတယောက်ဖြစ်လိမ့်မယ်လို့လင်းထင်ပါတယ်လူဆိုတာကတော့ငါဆိုတဲ့အတ္တလူတိုင်းမှာရှိကြတယ်ဆိုပေမဲ့ဒီအတ္တလေးကိုနည်းနိုင်သူတွေနည်းပြီးတော့အကျိုးပြုနိုင်တဲ့အများသူငါကိုအကျိုးပြုနိုင်တဲ့လူတယောက်ဖြစ်ရှင်သန်နေမယ်ဆိုရင်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ် LGBT ပဲဖြစ်ဖြစ်တက်ရှိတတ်တော်တိုင်းဟာအရန်ကိုတန်ဖိုးရှိတဲ့လူသားတယောက်ဖြစ်နေမယ်လို့ယုံကြည်ပါတယ်။လင်းကတော့ဘာပဲလုပ်အတတ်နိုင်ဆုံးလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေအများအတွက်ပဲအတတ်နိုင်ဆုံးပေါ့နော်ကိုတက်နိုင်တဲ့ဘက်ကနေကူညီပေးပါတယ်ရှင်။ကိုတက်နိုင်တဲ့လောက်ပေါ့နော်။လင်းဒိတ်ထံမဲ့ဝင်မှာပါလေတောင်းတောင်းတကြံရေးဆိုတာသိမကြိုက်တော့မိနစ်ကဆိုလဲတကြံ9ရက်မှာမြတ်တာတော့ဒိတ်ထံဝင်တယ်တကြီးလေးပါကတ်တယ်အဲ့ရကလေးပဲနားရတာဆိုရုပ်ရှင်လေးတွေကြည့်တယ်ကိုစားချင်တာလေးတွေကိုရဲ့ချစ်တဲ့ဘက်လေးတွေနဲ့အိမ်မှာလှူစားတယ်ဟိုနားဒီနားရှောက်ကြည့်တာအဲ့လောက်ပါပဲဒီနှစ်တော့ဘယ်လိုဖြစ်အောင်လဲတော့မသိသေးဘူးပေါ့နော်နှစ်စဉ်တစ်တိုင်းတော့ခရီးထွက်ရတာဆိုတော့ဒီရကလေးတွေပဲနားရတာဆိုတော့အဲ့ရကလေးမှာတပည့်လေးတွေကလည်းအိမ်မပြန်ရင်အိမ်မှာစားကြတယ်ရုပ်ရှင်တွေကြည့်ကြရတယ်မပြန်တဲ့ကလေးဆိုမို့ဟိုနားကြည့်ဒီနားအဲ့လိုနေရတဲ့ live ကိုအသက်ကြီးလာတော့အဲ့လိုနေရတာပျော်တယ်အသက်40ဆိုတဲ့အခါမှာလူတစ်ယောက်ရဲ့အသက်တစ်ဝက်ရောက်နေပြီပေါ့နော်3ပုံ2ပုံပဲပြောရမှာပေါ့နော်အဲ့တော့ကိုရှင်းဆက်ပြီးဘလို့ကိုတက်နိုင်တာလေးတွေဘလို့အကျိုးပြုတာလေးတွေကိုအတွက်ဘလို့ရနိုင်တဲ့ကိုအတွက်ခွန်အားလေးတွေကိုအတွက်ဘူးသုတဖြစ်စင်မဲ့အရာလေးတွေလေးလာသင်ယူနေရတာပေါ့နော်အလင်းကိုချစ်ပေးကြတဲ့ပရိသတ်တွေရောအလင်းကိုချစ်တဲ့ customer တွေရောအလင်းတို့အခုရဲ့လက်ကြီးများကားရောနောက်ထွက်မဲ့ကားလေးတွေရောအားပေးကြတဲ့အားလုံးလည်းအရင်ကျေးဇူးတင်ပါတယ်အလင်းကိုချမ်းနဲ့နောက်ထွက်မဲ့အိမ်မြောင်ဆိုတဲ့ကားလေးမှလည်းရင်တော့ဧည့်သည်တယောက်ဆောင်နေပါလေဆိုတိတ်ခွန်ရိုက်လေးရိုက်ထားတော့မရှိပါဘူးနောက်ပိုင်းကျတော့ကို့အနုပညာတွေကဒီကွန်မန်မိုင်းလည်းဖြစ်တယ်အခုညီလာတောင်းရင်တော့လင်းတက်နိုင်တဲ့ဘက်ကနေပြီးတော့တအားတော့ကူညီပေးဖြစ်ပါတယ်အိမ်ကြောင်ကားလေးမှလည်းဧည့်သည်တယောက်ဆောင်လည်းပါဝင်အားဖြစ်ပြီးတာအဲ့တောင်တော့ကိုသမီးလေးကကိုကားတော့ကလည်းအားဖြစ်လာရိုက်ပေးတာဆိုတော့အခုသူကားလေးမှလည်းကိုလည်းပြန်အားဖြစ်ပြီးရိုက်ပေးထားပါတယ်ကတော့ရိုးပါပဲအိမ်ဝယ်တဲ့တထေးမှပေါ့အိမ်သွားဝယ်တဲ့အချိန်မှာဝါဟားတွေရောင်းကြတာဆိုတော့ကြောက်လန့်ပြီးပြေးတာပေါ့ဒီလောက်ပါပဲကိုအိမ်သွားဝယ်တော့အတွေ့အကြုံနဲ့ခံစားတဲ့တူပါဟိုသမီးအိမ်ဝယ်သမီးအိမ်တင်ဝင်လိုက်အိမ်လေးအေးနေတာရဲ့အိမ်ထဲမှာရှင်းတာအိမ်ထဲမှာဘာလဲဆိုတာကိုယ်စိတ်ရှင်းနေရင်တော့ကြိုက်တယ်အဲ့တခုခုရှိတယ်ဆိုရင်တော့လူတိုင်းက sense ကရှိကြတာဆိုတော့ပမာရဲ့သမီးတို့ကအမှန်တမ်းပြောရင်တွင်းထဲကနေငွေရတာမှမဟုတ်တာเนาะမူစီမက်ဆီလေးတွေမိတ်ကပ်လေးနဲ့ပတ်စံလေးတွေစုအားဆောင်းအားအဲ့လေးကိုဝယ်ချမ်းပြီးတော့ရွှေလေးတွေဆိုလဲထူထွားလေးတွေဝယ်ပြီးစုရင်းနဲ့ဒီလိုပဲပွားများအောင်ကိုယ့်ဘဝအတွက်ကိုယ့်ရဲ့အသက်ကြီးလာရင်ဟိုလိုပြောမလဲဒုက္ခမရောက်ဖို့အတွက်တော့ကိုအိုစာမင်းစာလေးတော့စုရတာပေါ့เนาะ LGBT တွေဘဝအသက်ကြီးလာရင်ပို့ပြီးတော့ရုန်းကန်ရတယ်လေအဲ့တော့ရုန်းကန်ရမှာကြောက်တဲ့လူဆိုတော့ကိုရှာနိုင်တဲ့အရွယ်ကိုအလုပ်ခြေကောင်းလက်ကောင်းလုပ်နိုင်တဲ့အချိန်မှာတော့တတ်နိုင်သူစုဆောင်းလေးတော့နေရတာပေါ့နော်
of life.